ပါတီ29ခုကထုတ်ပြတဲ့တောင်ထုတ်တယ်29ခုကအဲ့ပါတီ29ခုကလည်းပွင့်လည်းပြောအဲ့ပါတီ29ခုကလည်းဗိုလ်ချုပ်မှုကြီးကိုသာဖားဖို့သာထိဆုံးထုတ်တာအခုအဲ့အိန္ဒိယအဲ့လိုပြောတာကျတော့ဘယ်ပါတီမှတကောင်းမှမထွက်ဘူးကျွန်တော်အဲ့ပါတီ29ခုကလည်းအခုဗိုလ်ချုပ်မှုကြီးဖားဖို့ကျတော့အဲ့29ခုကထိဆုံးဖားတယ်အခုအိန္ဒိယအဲ့လိုလောက်တာကြတော့ပါတီ29ခုကကန့်ကွက်ကောင်းမှစာထုတ်ပြန်ကြောင်းကောင်းမှမသိဘူးအရက်ပဲဖွဲ့စည်းရတယ်မသိအောင်ဆောင်နေတယ်ဟိုကျွန်တော်မီဒီယာတွေကသာပိတ်ပက်ပြီးအားရပါအော်အမုန်းခံပြီးအော်ဟာရှက်ဖို့လည်းကောင်းတယ်အဲ့လူတွေလူတွေလည်းမသိဘူးနော်အခုပါတီ29ခုကဗိုလ်ချုပ်မှုကြီးကိုဖားတဲ့စာထုတ်တယ်တဲ့ပြောတာဒါဖားတာပဲပွင့်လည်းပြောတာအဲ့ကြိုက်ကြမကြိုက်ဖားတယ်လို့ပဲတဲ့ပြောတော့မှာဆိုတော့ခင်ဗျားတို့ထုတ်တဲ့စာဒီစာတဲ့ဟိုဟာကိုကန့်ကွက်တာထုတ်ရမှာအဲ့ဒါမှမထုတ်ဖ ೇನೆ ခင်ဗျားတို့ကဒီမှာဗိုလ်ချုပ်မှုကြီးဖားတဲ့စာထုတ်နေမှာတော့ခင်ဗျားတို့ကဟိုယာရုထိုင်ကုန်မဲ့လို့ပါတီထောင်ကျလူလို့မပြောတော့ပဲရှိတော့တယ်ခင်ဗျားတို့ကအခုဗိုလ်ချုပ်မှုကြီးကိုဒါပါတော့ဒါဗိုလ်ချုပ်မှုကြီးရဲ့ရုရှားခီးစဉ်နဲ့ပတ်သက်ပြီးတော့နော်ပါတီ29ခုကဂုံယူဝမ်းမြောက်ကြောင်းထုတ်ပြန်ကြေညာပါတယ်ဆို29ခုထုတ်ပြန်တယ်ဘယ်ပါတီလဲဆိုတော့1ပြည်ခိုင်မျိုးပါတီဥက္ကဋ္ဌဦးခင်လက်မှတ်ထိုးထားတယ်နောက်2မြန်မာပြည်သူဒီမိုကရက်တစ်ပါတီဦးထေကျော်ဥက္ကဋ္ဌဆိုလက်မှတ်ထိုးထားတယ်နောက်ဦးခေါ်တိန်အတွင်းမှုတဲ့ဒီမိုကရက်တစ်ပါတီသစ်ကချင်သူလက်မှတ်ထိုးထားတယ်နောက်ဦးဟန်ရွှေတာဆာညဥက္ကဋ္ဌသူလက်မှတ်ထိုးထားတယ်နောက်ရခိုင်ပြည်နယ်မျိုးသားအင်အားစုပါတီဦးအေးကြိုင်ဥက္ကဋ္ဌသူလက်မှတ်ထိုးထားတယ်နော်နောက်တခြားသောဝါဒီရှိသေးတယ်ပါတီရှိသေးတယ်အခြားသောပါတီရှိသေးတယ်နော်လီဆူခမီအာခါအင်းနော်အစရှိတဲ့ပါတီနောက်တစ်ခါမြို့သားနိုင်ငံမဟာမိတ်အဖွဲ့ချုပ်ပါတီပြည်သူ့လူသမားပါတီမြန်မာနိုင်ငံတိုင်ကူလူသမားဖွဲ့ထုတ်တဲ့ပါတီနော်ဦးဆိုင်ရဲ့ပေါင်းလို့ရှမ်းတိုင်းသမားဒီမိုကရက်တစ်ကြားပြူပေါ့ဗျာနော်နောက်တစ်ခါဒီဥတင်ဆွေဒီမိုကရက်တစ်ပါတီဒီမိုကရက်တစ်အင်အားစုပါတီလေဘာပါတီပေါ့ဗျာမြို့တိုင်းသားနောက်ကအမျိုးသားဒီမိုကရေစီပါတီသစ်နော်နောက်မြို့သားကျိုးစောတို့ရဲ့ပါတီနော်ခူမီမြို့သားအမျိုးသားနိုင်ငံရေးအမှတ်သစ်ပါတီနော်ပြည်တော်စုငင်းချိုင်းညီညွတ်ရေးပါတီခေတ်သစ်ပြည်သူပါတီလေဘာပါတီ88မျိုးဆက်ចောင်းသားလူငယ်များပြည်တော်စုမြန်မာနိုင်ငံပါတီနော်ပြည်တော်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးမဟာမိတ်ဖွဲ့ချုပ်ပါတီမွန်ပြည်နယ်တိုးတက်ရေးပါတီမတူကွဲပြားငင်းချိုင်းရေးပါတီနော်အဲ့မှာပြည်တော်စုလယ်သမားအလုပ်သမားအင်အားစုပါတီနော်ညီညွတ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့နာမည်တွေကတော့ဗျာစကလုံးတွေကတော့အကြီးကြီးပဲပါတီရဲ့နာမည်ကြီးတွေတော့ heavy တွေပဲညီညွတ်ရေးတွေရောတိုးတက်ရေးတွေရောတောင်သူတိုးတက်ရေးရောစုံနေတာပဲပါတီရဲ့နာမည်တွေ29ခုကဗိုလ်ချုပ်မှုကြီးရဲ့ရုရှားခီးဆိုဂုံပြူပါကြောင်းဝမ်းသာပါကြောင်းအားရပါကြောင်းထုတ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်သိရသလားပါတီက53ခုရှိတယ်လို့ပြောတယ်29ခုပဲထုတ်တယ်ဆိုတော့နောက်ထပ်24ခုကမထုတ်ဘူးအဲ့တော့သဘောကတော့29ခုကဗိုလ်ချုပ်မှုကြီးကိုချီကျူးဂုံပြူတယ်ကျန်တဲ့24ခုကတော့ဗတိကြောင်ဆောင်နေရဆိုအထိပ္ပယ်ပေါ့ရှင်းလေးပဲကျန်တဲ့24ခုကတော့ဗိုလ်ချုပ်မှုကြီးကိုငါတို့ချီကျူးစားမလို့ဘူးပေါ့ဗျာအဲ့သဘောမျိုးသူနေတယ်ပေါ့ဒါပါပဲအဲ့တော့ချီကျူးတဲ့လူတွေလည်းမားတယ်ပြောတော့မဟုတ်မှန်တယ်လည်းပြောတော့မဟုတ်ဘူးမချီကျူးတဲ့လူတွေမားတယ်လည်းမှန်တယ်လည်းကျွန်တော်မပြောဘူးရှင်းလေးဒါပေမဲ့တွေ့ရတဲ့အရာဆိုရင်တော့ဗိုလ်ချုပ်မှုကြီးကိုဂုံပြူကြောင်းချီကျူးကြောင်းဆိုပြီးတော့ဒါလူတွေပြောရင်တော့အလွယ်အရာစကားပြောရင်ဖားတဲ့ပါတီ29ခုကျန်တဲ့24ခုကမတိကြောင်ဆောင်နေတယ်ပေါ့ဗျာဒါပဲဗိုလ်ချုပ်မှုကြီးအောင်မြင်မကားလို့ဘာဖြစ်ဖြစ်ငါတို့စိတ်ဝင်စားဘူးဆိုတဲ့ပုံစံမျိုးမတိကြောင်ဆောင်နေတယ်ပေါ့နော်အဲ့ပါတီအဲ့လိုရှိတယ်ပေါ့အဲ့သဘောတွေ့ရတယ်ဆိုတော့ကျွန်တော်ကတော့အဲ့ဒီဟာတွေအကုန်လုံးကြည့်ပြီးတော့ဘာပဲမြင်လဲဆိုတော့ခင်ဗျားတို့ပါတီအကုန်လုံးကဘာလို့ရမှာလဲအဲ့ဒီအိန္ဒိယကလှုပ်ချင်တိုင်းလှုပ်ပြောချင်တိုင်းပြောနေတဲ့အမှတ်တွေရဲ့ပြောဆိုချက်တွေကိုကန့်ကွက်စာထုတ်ရမှာခင်ဗျားတို့ထုတ်ရမှာနောက်မြန်မာပြည်ကအရက်ဖက်အဖွဲ့အစည်းတွေအကုန်ခင်ဗျားတို့စာထုတ်ရမှာဟိုခင်ဗျားတို့ကဘာတွေလုပ်နေမှန်းလဲကျွန်တော်မသိဘာလဲအိန္ဒိယမတော်ရမှာစိုးလို့လားအိန္ဒိယမဖိတ်မှာစိုးလို့လားအိန္ဒိယဟိုကနေဖိတ်တာကြီးငါတို့ကန့်ကွက်လိုက်အိန္ဒိယဖိတ်တဲ့ဖိတ်စာလေးမရတော့ပဲငါတို့အိန္ဒိယမတော်ရတော့ဘူးအလဲပတ်လေးမတော်ရတော့လေးလိုက်လေးမတော်ရတော့ငါတို့အိန္ဒိယကိုဟိုဘာလဲဟိုကနေ free ခေါ်မှာ free ခေါ်မဲ့ဟာကိုငါတို့မရတော့မှာစိုးလို့ဆိုပြီးတော့ခင်ဗျားတို့ကအကျိုးမျှော်ပြီးတော့များမပြောရကြတာကြောက်နေကြတာလားအဲ့ပါတီအကုန်လုံးလဲခုနအစိုးရပြောပြီးခင်ဗျားတို့ပါတီဖွဲ့စည်းပြောပြီးနောက်အသင်းအဖွဲ့တွေခင်ဗျားတို့လည်းပြောရမယ်ခုကျွန်တော်မီဒီယာသမားတွေကိုကျွန်တော်ပြောပြီးခင်ဗျာအိန္ဒိယအစိုးရရဲ့လောက်ရကလုံးဝဒါတကယ်မြန်မာနိုင်ငံစော်ကားတဲ့လောက်ရပဲအချုပ်ချာအောင်စော်ကားတဲ့လောက်ရပဲအိန္ဒိယရဲ့ဒီလွတ်တော်မတ်တွေလောက်ရအဲ့တော့အိန္ဒိယအစိုးရမှာတာဝန်ရှိတယ်ခင်ဗျားတို့အစိုးရလည်းအိန္ဒိယအစိုးရအနေနဲ့တခုကိုတုံ့ပြန်ရမယ်ဒါကျွန်တော်အမြင်ပဲကျွန်တော်အတယောက်တည်းမြင်မယ်အဲ့တော့ကျွန်တော်အဲ့လိုပြောလို့အိန္ဒိယကျွန်တော်မုန်းသွားလဲဂီကိုမဆိုင်ဘူးရှင်းလေးနိုင်ငံနဲ့ရှင်းလိုက်ရင်အိန္ဒိယမှာကတော့အင်္ဂါကြိုလဲဂီမဆိုင်ဘူးဘာလို့ကျွန်တော်မွေးဖွားရနိုင်ငံအတွက်မှကျွန်တော်မလုပ်နိုင်ရင်ဘာအတွက်မှကျွန်တော်မဖြစ်တဲ့အကြောင်းမရှိဘူးဘယ်သူမှကြောက်စရာအကြောင်းမရှိဘူးရှင်းတယ်ဒီကိုမွေးဖွားရနိုင်ငံအတွက်မှကိုမပြောရင်ကိုမလုပ်ရင်ကျွန်တော်တာမန်အရာသားတယောက်ဆိုရင်တော့ကျွန်တော်ဘာမှပြောဘူးစိုက်ကားနေတဲ့ကောင်တယောက်ဆိုရင်ကျွန်တော်မသိအောင်ဆောင်နေပါဘောကိုလည်းမဆိုင်ဘူးဒါကျွန်တော်ကဂျန်လစ်တယောက်ဖြစ်နေတယ်အဲ့တော့ကျွန်တော်ကဂျန်လစ်တယောက်ဖြစ်တယ်ကို့အမြင်မှာကို့နိုင်ငံကိုဒီလိုစော်ကားမော်ကပြောနေတာဂျန်လစ်တယောက်နေနဲ့ပြန်မပြောနိုင်ဘူးမပြောရဘူးဆိုရင်ကျွန်တော်အဲ့ဒါရှင်းလေးပဲသူများပေးတာကန်တာအဆို့ထားတာခံရလို့ကျွန်တော်မပြောရတော့ဖြစ်မှာအခုပြောတယ်အိန္ဒိယဘက်ကလည်းဘာမှမဖြစ်ဘာကြောင့်လဲကျွန်တော်ခရီးကိုစိုက်ဘူးဘာလို့ကျွန်တော်နိုင်ငံနံပါတ်1ပဲနိုင်ငံနံပါတ်1ပဲရှင်းလေးပဲကျွန်တော်တို့ရှင်းအိန္ဒိယမသွားအောင်မကလို့အိန္ဒိယတစ်သလုံးဘလက်လို့လည်းခရီးမစိုက်ဘူးတဲ့ပြောတာရှင်းလေးပဲကျွန်တော်တို့ကနိုင်ငံနဲ့ပတ်သက်လို့ဒါဟုတ်လားမထီနဲ့လက်မခံဘူးနိုင်ငံချစ်ရင်းကြီးပေါင်းပင်းဆက်ဆံရတော့ဘယ်သူမှမဆိုအကုန်လုံးပေါင်းဘယ်နိုင်ငံမှမဆိုပေါင်းမှာဒါပေမဲ့ဒီလိုမျိုးလောက်တာကိုလောလက်ခံလို့မရအောင်ဒါကကျွန်တော်တို့စော်ကားတာအဲ့တော့ပါတီတွေခု29ခု plus နောက်ထပ်24ခု53ခု
ခင်ဗျားတို့အကုန်လုံးကန့်ကွက်မှာအဲ့ဒီအိန္ဒိယရဲ့အမှတ်ရဲ့ပြောစကားကြီးကဒါနိုင်ငံကိုရှုတ်ချတာထိပါလေပြီဒီထိပါမှုနဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရအနေနဲ့အဲ့ဒီလွတ်တော်အမှတ်ကိုအေးအေးယူပေးပါထုတ်စားမထုတ်ဘူးဆိုရင်ခင်ဗျားတို့ကလည်းငကြောက်တယ်လကအချောင်ခိုစားမဲ့ဟာတွေခင်ဗျားတို့အကုန်လုံးအချောင်ခိုစားမဲ့ဟာတွေနိုင်ငံရေးပါခင်ဗျားတို့အချောင်ခိုစားခြင်းတဲ့ဟာတွေခင်ဗျားတို့နိုင်ငံချစ်တာမဟုတ်ဘူးကိုကျိုးစည်းပွားနဲ့ကိုအတ္တတို့ကိုခင်ဗျားတို့တိုင်းပါတီထောင်ပြီးထိုင်ကုန်ဝင်ထိုင်ဖို့ကြိုးစားနေကြတဲ့ကောင်တွေလို့ပြောတာအဲ့ကြောင့်ခင်ဗျားတို့နိုင်ငံရေးပါတီတို့အထင်မကြီးဘူးလို့ကျွန်တော်အမြင်နဲ့ပြောတာအထင်ကြီးစရာအခုလုံးကိုလုံးမပြလို့အထင်မကြီးဘူးလို့တဲ့ပြောတာအခုဒါမျိုးဆိုလုံးပါလားခင်ဗျားတို့မလုံးဘူးခင်ဗျာဘယ်ပါတီမှမလုံးဘူးနှစ်ရက်ရှိပြီကျွန်တော်ကြည့်နေမလုံးဘူးအခုကျွန်တော်တို့သာမခံလို့ထပြောနေရတာတော်တော့တိုင်းပြည်မှာကျွန်တော်ပြည်သူလူထုပဲပြောချင်တာပြည်သူလူပဲဟိုဘာလဲဥတည်ချင်တာဥတည်ပြီးဥတိုက်ပြီးပြောချင်တာခင်ဗျားတို့ပြည်သူလူထုကိုအဲ့ဒီလူတွေကခင်ဗျားတို့အုပ်ချုပ်နေတာခင်ဗျားတို့စဉ်းစားကြည့်စမ်းအဲ့ဒီလူတွေအုပ်ချုပ်တော့ခင်ဗျားတို့ခံပါလားတိုင်းပြည်ကိုချစ်လားမချစ်လားမသိတဲ့ပြည်သူလူအဲ့ဟိုပါတီတွေအစိုးရအဖွဲ့အစည်းတွေကတိုင်းပြည်ကိုချစ်လားမချစ်လားမသိတဲ့တာတီအစိုးရအဖွဲ့အစည်းတွေကခင်ဗျားတို့အုပ်ချုပ်နေတာစဉ်းစားကြည့်စမ်းဘယ်လိုလုပ်ကြမလဲအဲ့လိုလူတွေလက်ထက်ကိုခင်ဗျားတို့တိုင်းပြည်ထည့်အောင်ပါလားဘယ်လိုထည့်မလဲယုံကြည်ကိုမရှိတော့ဘူးစားယုံကြည်ရှိစရာမလုံးရကိုမရှိလို့အခုဒီလိုနိုင်ငံကိစ္စတော့ဒီကောင်တွေမပြောရဲမဆိုရဲဘာရဲညာရဲဖြစ်ကြောက်လန့်တုံလှုပ်နေမှာတော့ခင်ဗျာစဉ်းစားကြည့်ပါဗျာအခုပြောရကောင်းမှလည်းမသိဘူးအခုကျွန်တော်တို့ပြောရင်လည်းဒီကောင်တွေဘာလုံမလားမလို့လားကျွန်တော်မသိဘူးတော်တော်စိတ်ပြတ်ဖို့ကောင်းနေဆိုတော့အဲ့ဒါခင်ဗျာပြည်သူလူထုကကံကိုဆိုးပါတယ်ဗျာခင်ဗျာမြန်မာတွေကကံကိုဆိုးပါတယ်ခေါင်းဆောင်ကောင်းတယ်လည်းတစ်ခါမတွေ့ရဘူးနိုင်ငံရေးခေါင်းဆောင်ကောင်းလည်းမတွေ့ရဘူးစစ်ရေးခေါင်းဆောင်ဘယ်ခေါင်းဆောင်ဘာဘယ်ခေါင်းဆောင်ကောင်းတယ်တစ်ခါမှကိုကျွန်တော်မတွေ့ရသေးဘူးမတွေ့ရသေးဘူးလက်ရှိရှိတဲ့ခေါင်းဆောင်လည်းကောင်းသလားမေးခင်ဗျာတို့ကြည့်စောင့်ကြည့်အောင်ချက်ချင်းကောင်းတယ်မကောင်းပြောလို့မရဘူးစောင့်ကြည့်အောင်သူ့ရဲ့အာနိသင်မပြီးသေးဘူးစောင့်ကြည့်အောင်ကျွန်တော်မကောင်းလည်းပြောကောင်းတယ်လည်းပြောစောင့်ကြည့်အောင်သူဆင်းသွားပြီးတဲ့အချိန်ရောက်လို့သူ့လက်ထက်သူဘာတွေလုပ်ပေးခဲ့လဲဆိုတာရလက်ကြည့်ပြီးမှကျွန်တော်တို့နောက်ဆုံးမှဆင်းသွားပြီးအေးစေးဖြစ်မှသူထားခဲ့တဲ့ဟာကြီးဘာတွေထားခဲ့လဲဆိုတာကြည့်ပြီးမှကျွန်တော်ကောင်းတယ်မကောင်းပြောလို့ရမှာအခုကတော့ကောင်းတယ်မကောင်းပြောကုန်မပြောဘူးစိတ်ထဲမှာပဲထားမယ်ရှင်းတယ်ပြောရရင်အခုကအနေထားကြည့်ပြီးတော့ကျွန်တော်တော်မှပဲဩဒီတိုင်းမျိုးခင်ဗျာအကုန်လုံးကလိန်နေကြတယ်လူလိန်နေကြီးပဲလူလိန်တွေကခင်ဗျာဟိုတကယ်ဟိုထိုင်ကိုဝင်ထိုင်ခြင်းနဲ့ကောင်းတယ်နေရာယူခြင်းနဲ့ကောင်းတယ်ပုံများနေတယ်အဲ့လိုကောင်းတွေကခင်ဗျာတိုင်းပြည်ဥဆောင်မယ်ဆိုတော့ရီဖို့တော့ကောင်းတယ်ရှက်ဖို့လည်းကောင်းတယ်ကိုသာအဲ့ကောင်းတွေမအဲ့လူတွေမရှက်ကြတာအဲ့တော့ပါတီ29ခု plus နောက်ထပ်24ခုခင်ဗျားတို့ဗဇက်ကြီးတွေပိတ်နေတာကြီးကျွန်တော်တို့လည်းမှတ်ထားပါတယ်နော်မှတ်ထားပါတယ်ကျွန်တော်တို့ကလည်းမှတ်ထားပါတယ်ခင်ဗျားတို့လည်းကျွန်တော်တို့ကတစ်သောင်းစင်းနဲ့မျက်ချင်းဖြေဦးမှာပါနောက်လည်းဖြစ်မှာပါကျွန်တော်ကလည်းသိပြီးတော့ဟိုခင်ဗျားတို့မျက်နှာမှာဘူးမျက်နှာမှာကြည့်တယ်ကောင်းမဟုတ်ဘူးရှင်းရှင်းပြောရရင်တော့ဒါမျိုးတွေကိုခင်ဗျားတို့မလုပ်ဘူးဆိုရင်တော့မလုပ်တိုင်းပြောမှာပဲနာဆာကဥက္ကရာကြီးကဘီလာရူခီးစင်မှာရွေးကောက်ပွဲကို2025နှစ်အကုန်သို့မဟုတ်2026ခုနှစ်ဇန်နဝါရီလထဲမှာကျင်းပပေးမယ်လို့တရားဝင်ပြောဆိုခဲ့ပါတယ်ဒီအချိန်တွေကပြည်တွင်းမှာရှိတဲ့နိုင်ငံရေးပါတီတွေအတွက်လည်းသူတို့ဘာတွေလုပ်ဖို့ရှိလဲသူတို့ဘာတွေလုပ်ရမလဲလူထုလက်ခံလာအောင်ဘယ်လိုမျိုးဟလာကျွန်တော်တို့ကိုရှင်ကိုဟာတွေထွက်ပြအောင်လဲဆိုတဲ့ကာလကိုရောက်သွားပြီပေါ့ဗျာလက်ရှိဒီမြန်မာနိုင်ငံမှာကနိုင်ငံရေးပါတီတွေနဲ့ပတ်သက်ရင်နိုင်ငံရေးပါတီပေါင်းကျွန်တော်50ကျော်ရှိတယ်တာပြောတာပြည်သူလူထုကိုတွားမေးကြည့်ကျွန်တော်တို့9ပါတီပြည့်အောင်မသိတဲ့လူထုအများကြီးပဲနောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံရေးပါတီတွေအနေနဲ့လဲမိမိပါတီလူထုထောက်ခံလာအောင်ကျွန်တော်တို့အရှင်ကောင်းကောင်းနဲ့တော့သွေးတစ်လောင်းဖို့တော့လိုရဲဗျာနော်ဒီတိုင်းဟိုတကယ်ရွေးကောက်ပွဲနီးပြူကမဟာပြူကပြီးခဲ့တဲ့2015 2020ကာလနဲ့တော့ဒီအချိန်ကလုံးဝမတူဘူးလုံးဝမတူအဲ့တော့တည်တည်ချာချာပြင်ဆင်ထားဖို့လိုတယ်တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိကာလကနိုင်ငံရေးပါတီအလုံးတပြေးညီဖြစ်သွားတဲ့အနေအထားပဲဗျဒါအရှိတရားပဲနိုင်ငံရေးပါတီအင်အားကြီးသည်ပဲဖြစ်စေအင်အားသေးသည်ပဲဖြစ်စေအင်အားငယ်သည်ပဲဖြစ်စေနိုင်ငံရေးပါတီတွေအားလုံးကဒန်းတူအခွင့်အရေးရတာဒီ2025ရွေးကောက်ပွဲကဒန်းတူအခွင့်အရေးရတဲ့ရွေးကောက်ပွဲပဲသူနိုင်ငံရေးပါတီကြီးသည်ပဲဖြစ်စေငယ်သည်ပဲဖြစ်စေဟာသူကသူဟိုဘယ်နှခုနှစ်ကပဲတီထောင်အဲ့ဒါကသိအရေးမပါတော့ဘူးအရေးပါတာကမိမိပါတီကလူထုကိုဘာတွေလုပ်ပြနိုင်မလဲအဓိကဒီကြားထဲမှာကျွန်တော်တို့အချိန်နေရှိသေးတယ်လက်ရှိအချိန်နေရှိတယ်အဲ့ဒီအချိန်ကိုကောင်းကောင်းအသုံးချမယ်ဆိုရင်အသုံးချနိုင်တဲ့ပါတီကလွှတ်တော်တရောက်ပါပဲအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်ပြီးခဲ့တဲ့2010ကာလအတိုင်းသူတို့ဆက်ပြီးစီးမျောကြမယ်2015ခုနှစ်တည်းကအတိုင်းဆက်ပြီးစီးမျောကြမယ်ပြီးတော့ကျွန်တော်2020ကာလရွေးကောက်ပွဲတုန်းကလို့အဲ့ဒီအတိုင်းပဲစီးမျောကြမယ်ဆိုရင်တော့အဲ့ဒီပါတီကြံခဲ့ပါပဲအဲ့ဒီပါတီကြံခဲ့ပါပဲကျွန်တော်တို့ကဒီကာလကတကယ်ကိုဒါနိုင်ငံပါတီတွေကလက်ရုံးရည်နှလုံးရည်ထုတ်ပြရတဲ့ထုတ်ပြခွင့်ရတဲ့အခင်းချင်းလည်းဖြစ်တယ်ဗျ။တစ်ဖက်မှာကျွန်တော်တို့နိုင်ငံပါတီနဲ့ပတ်သက်တစ်ဖက်မှာစိန်ခေါ်မှုတွေရှိသလိုပဲတစ်ဖက်မှာကျွန်တော်အခွင့်အလမ်းတွေလည်းရှိတယ်။အခွင့်အလမ်းတွေလည်းရှိတယ်။အဲ့တော့ကိုယ့်ရဲ့အခွင့်အလမ်းကိုကျွန်တော်အသုံးချဖို့လိုတယ်။လက်ရှိနိုင်ငံပါတီနဲ့ပတ်သက်ရင်နိုင်ငံပါတီအများစုကခင်ဗျာနေပြည်တော်မှာလာပြီးစစ်ဆောင်နေကြတာဗျ။နေပြည်တော်မှာလာပြီးစစ်ဆောင်နေကြတာအဲနိုင်ငံပါတီအများကြီးအတိုင်းပဲ။အဲ့တော့ဘယ်လိုတွေသူတို့ရွေးကောက်ပွဲဝင်ကြမလဲလူလူလက်ခံအောင်လာအောင်ဘယ်လိုတွေပြောကြမလဲတော့ကျွန်တော်တို့နားမလဲဘူး။ကျွန်တော်နားမလဲဘူးတိုးတော့လည်းပဲနိုင်ငံရေးပါတီတွေအားလုံးကနေပြည်တော်မှာလာပြီးစစ်ဆောင်နေရတယ်
သူတို့ဘလို့တွေမဲဆွဲမလဲတော့ကျွန်တော်နားမလဲပေါ့ဗျာအဲ့တော့အဲ့လိုအခြေအနေရောရှိတယ်အဲ့တော့အဲ့ဒီအခြေအနေလေးကိုကျွန်တော်တင်ပြပါမယ်မနေ့ကဒါနတ်စကဥက္ကဋ္ဌကြီးကဒီဘီလာရုနိုင်ငံမှာပြောဆိုခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မူရင်းတိုင်းကျွန်တော်တင်ပြပါမယ်ကျွန်တော်တို့ကလည်းပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာမဲမသမာမှုတွေဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတ္တတောင်းယူထားတာဖြစ်ပါတယ်မကြခင်မှာလည်းဥပဒေနဲ့အညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပဖို့စီစဉ်ထားပါတယ်တဲ့အဲ့လိုပြောသွားတယ်လက်ရှိရွေးကောက်ပွဲဝင်ဖို့နိုင်ငံပါတီပေါင်းအားလုံး53ပါတီစင်းသွင်းထားပါတယ်တဲ့စင်းပေးသွင်းထားတယ်ပေါ့ဗျာအဲ့တော့ဘီလောင်းနိုင်ငံအနေနဲ့လည်းလေးလာရေးအဖွဲ့တွေစစ်လုပ်ပေးဖို့ဒါဖိတ်ကြားတယ်ပေါ့ဗျာဖိတ်ကြားတယ်ဒါတော့ကျွန်တော်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စပေါ့ဗျာပြီးမှကျွန်တော်ကျန်တဲ့ကိစ္စအဆက်ပြောပါမယ်အဲ့တော့လက်ရှိဒီနိုင်ငံပါတီတွေကမြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိနိုင်ငံပါတီတွေကကျွန်တော်အားမလာတန်ပြောရမယ်ဆိုရင်တော့ဒီပွဲတက်တဲ့နိုင်ငံပါတီတွေရဲ့ level တစ်ခုလောက်ပဲရှိတယ်ဒါကျွန်တော်တို့ကလူထုနဲ့ဆိုင်တဲ့ကိစ္စတော့ကျွန်တော်လူထုဘက်ကပဲကျွန်တော်ရက်တီပြောရမှာပဲအဲ့တော့ဟုတ်ရင်လည်းနားပါဗျာမဟုတ်ရင်လည်းမနာနဲ့ပေါ့ထားပါစို့လက်ရှိနိုင်ငံရေးပါတီတွေအားလုံးကခင်ဗျာနိုင်ငံတော်အခမ်းအနားတွေမှာခင်ဗျာတွေ့ရလိမ့်မယ်နိုင်ငံတော်အခမ်းအနားတွေဒီနေ့ပြကျွန်တော်တို့ဒီပြည်တော်စုနေ့အခမ်းအနားတွေပြီးညစာစားပွဲတွေပြီးတော့ကျွန်တော်တို့ဒီတက်မတော်နေ့တွေအစားစစ်ပြအခြားသောနိုင်ငံတော်နေ့အခမ်းအနားတွေမှာဆိုရင်တော့နိုင်ငံရေးပါတီတွေကသူတို့တိုက်ပုံကြီးတွေဝတ်ပြီးထွက်လာပါလိမ့်မယ်တိုက်ပုံကြီးတွေဝတ်ပြီးထွက်လာမယ်ပတ်တာကြီးတွေကျွန်တော်ဂျိုင်းညံ့ပြီးထွက်လာမယ်အဲ့ပတ်တာကြီးတွေမှာလည်းဘီလေးတွေကပါသေးတယ်ဗျာနော်တချို့နိုင်ငံရေးပါတီတွေပတ်တာကြီးတွေမှာဘီလေးတွေပါတယ်မှန်လေးတွေပါသေးတယ်အဲ့လိုလူတွေကရှိသေးတယ်ထားပါစို့ဒါကျွန်တော်မြင်လာလေးပြောပြတာဒါတော့အဲ့ဒီလူတွေရှိတယ်ဗျအဲ့တော့နိုင်ငံပါတီတွေအနေနဲ့ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ဆိုရင်တကယ်မိမိကိုလူထုကလက်ခံပြီလားမိမိပါတီကိုလူထုကသိပြီလားဒါသိကိုရည်ကြည့်တယ်တချို့ပါတီတွေကျွန်တော်တို့ကိုယ်တိုင်တော့မှတချို့ပါတီတွေကျွန်တော်ပြန်ပြီးတော့ရှာနေရတာကျွန်တော်ကဘယ်ပါတီရပါဆိုဟာကျွန်တော်တို့ကရွာလဲသွားတယ်ပြည်သူလူထုသိဖို့နေနေသားကျွန်တော်တို့ဒီသတင်းသမားတွေတောင်မှအဲ့ဒီလိုပြောတဲ့နိုင်ငံပါတီတွေကျွန်တော်တော်တော်လေးစဉ်းစားနေနေတာရှိတယ်ဗျ။ဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံပါတီဆိုတာဒီလူထုကိုကျွန်တော်တို့ကသူတို့ရဲ့နိုင်ငံပါတီရဲ့ဩဇာပေါ့ဗျာနိုင်ငံပါတီရဲ့ဩဇာသို့မဟုတ်ဒီပါတီမှာရှိတဲ့ဥဆောင်တဲ့သူတွေရဲ့ဩဇာကလူထုကိုကျွန်တော်လွှမ်းမိုးနိုင်ရမယ်။အဲ့လိုလွှမ်းမိုးနိုင်မှသာလျှင်ကျွန်တော်တို့ဒီရွေးကောက်ပွဲအနိုင်ရဖို့သိကြတော့ပေါ့။မလွှမ်းမိုးနိုင်ဘူးဆိုရင်တော့မလွယ်ဘူး။အဲ့တော့ကျွန်တော်ရှေ့ရတင်ပြသလိုပဲလက်ရှိအခင်းချင်းကနိုင်ငံရေးပါတီအားလုံးကျွန်တော်တပြင်းညီအခြေအနေဖြစ်သွားတာခင်ဗျားတို့သူနိုင်ငံရေးပါတီကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေတို့ဘယ်နှခုနှစ်ကနေတီထောင်မထောင်အဲ့ဒါကသိအရေးမကြီးတော့ဘူးလူထုသိကျင်တာကငါတို့တော့ကိုဘယ်လောက်ကိုစားပြုပေးနိုင်မလဲလူထုကရွေးကောက်ပွဲနဲ့ပတ်သက်ရင်လူထုကကျွန်တော်တို့သိသွားပြီရွေးကောက်ပွဲရဲ့ကျွန်တော်တို့အနှစ်သာရသိသွားပြီရွေးကောက်ပွဲရဲ့အနှစ်သာရကိုသိတယ်လို့ပဲမိမိဒေသမှာဥဆောင်မဲ့သူတွေရဲ့တူးချင်းတယောက်ချင်းအရေးသွေးပါသိသွားတာအရေးသွေးပါသိသွားပြီလက်ရှိဒီ2025ခုနှစ်မှာကျင်းပမဲ့ရွေးကောက်ပွဲကအဲ့ဒီကိုယ်စားလှယ်လောင်းလုံးမဲ့သူတွေရဲ့အရေးချင်းကိုလူထုကသိတယ်အရင်တော့ကရွေးကောက်ပွဲတစ်ခုကိုဝင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်လောင်းကသူကဘာလို့လဲဆိုတော့ဒီဒေသမှာသူမဲဆွယ်လို့ရမဲ့သူတွေကဧရိယာဘယ်လောက်ရှိလဲဘယ်ဧရိယာကတော့သူ့ရဲ့ဒီမဲဆွယ်မှုကိုလက်ခံမလဲဘယ်ဧရိယာကလက်မခံဘူးလဲဆိုအဲ့ဒီလိုသူတို့ကရေဘူးအားဖြင့်သူတို့လေးလာပြီးမှသူတို့မဲဆွယ်စည်းရုံးမှုတွေလုပ်တာအဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့သူကလူထုကိုသူတို့ကဒီလူကိုတော့ငါဘာပြောရင်သူဘာကြိုက်တယ်မလဲဒီဘက်ကတော့ဘာကြိုက်တယ်မလဲဒီလိုမျိုးဝင်ဒီလူထုလက်ခံမှာပဲဆိုတဲ့အနေအထားတွေကပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရှိခဲ့တယ်လက်ရှိအနေအထားအဲ့လိုမဟုတ်တော့ဘူးကိုဒေတာကိုဝင်ပြိုင်မဲ့သူကဒီလူကြီးက2021နဲ့2025ခုနှစ်တုန်းကဒီလူကြီးပြောင်းတယ်ဒီလူကြီးလာလဲမလာဘူးဒီလူကြီးအခုကျတော့ရွေးကောက်ပွဲနေတော့ဒီလူကြီးပြန်ပေါ်လာတယ်အဲ့ဒီလိုဒီလူကြီးအများကြီးပဲလက်ရှိဒီ2025ရွေးကောက်ပွဲမှာဖြစ်လာမဲ့ဒီလူကြီးအများကြီးပဲအဲ့ဒီလူကြီးတွေကိုလူတို့ကမဲပေးလိုက်မယ်လို့ကျွန်တော်မထင်ဘူး။ဘာကြောင့်သူတို့မယုံကြည်ဘူးလေမယုံကြည်ဘူးဒါကြောင့်ကျွန်တော်တို့ကဒီ2025ရွေးကောက်ပွဲကနိုင်ငံရေးပါတီအားလုံးတပြေးညီဖြစ်သွားတဲ့အခြေအနေအဲ့ဒီအရာကိုနိုင်ငံရေးပါတီတွေကဖောက်ထွက်နိုင်ဖို့လိုတယ်ရခိုင်တမန်စင်တိုင်းဆက်သွားမယ်ဆိုရင်တော့အဲ့ဒီနိုင်ငံရေးပါတီတွေကကျွန်တော်တို့ရွေးကောက်ပွဲအောင်မြင်နိုင်ဖို့ကတော်တော်လေးခက်ခဲပါတေချာတာကငါပါတီအစိုးရဖြစ်နေတယ်ရှင်းတယ်နိုင်ငံရေးပါတီရဲ့ရည်တည်ချက်ကရှင်းလေးဘာကြောင့်လဲတစ်ချက်ပဲရှိတယ်အာဏာလိုချင်လို့သူလူအကျိုးတွေဗျာကြံတဲ့အကျိုးတွေခဏထားပထမဆုံးလုပ်ရမယ့်အလုပ်ကအာဏာလိုချင်လို့ရွေးကောက်ပွဲနိုင်ရမယ်ရွေးကောက်ပွဲနိုင်မှာအာဏာရမယ်အဲ့ဒါပထမဦးစားပေးပဲအဲ့ဒီပထမဦးစားပေးအောင်မြင်ဖို့အတွက်သူတို့ဘယ်လိုမျိုးလူထုကိုဘယ်လိုမျိုးလွှမ်းခြုံမလဲကျွန်တော်စဉ်းစားတယ်ဒီလူတွေဟိုလူကြီးတွေသူတို့ဘယ်လိုမဲဆွဲကြမလဲပေါ့ဘယ်လိုမျိုးမဲဆွဲကြမလဲကျွန်တော်စဉ်းစားတယ်လက်ရှိတော့ဟိုလူကြီးတွေဒီလူကြီးတွေ
ဘလို့မဲဆွဲမလဲဆိုတဲ့အခင်းချင်းတော့ကျွန်တော်မတွေ့သေးဘူးနံပါတ်1အဲ့လိုမဲဆွဲမဲ့ပုံကိုယ်တွေကနံပါတ်1ကျွန်တော်တို့ social media ပေါ်မှာသူတို့လွှမ်းမိုးနိုင်မှုမရှိဘူးနံပါတ်2ဟိုလူကြီးဒီလူကြီးတွေကိုလူတို့ကမသိဘူးနံပါတ်3ဟိုလူကြီးဒီလူကြီးတွေကလူတို့ရဲ့အချက်တန်းနဲ့ပတ်သက်ရင်လူတို့ရှိကမရက်တီပြောပေးနိုင်တာတယောက်မှမရှိဘူးရှားတယ်ဗောဗျာရှိရင်လည်းရှိမှာဗောစကားအကုန်ကြုံသွားမှာဆိုလို့ရှိရင်လည်းရှိမှာဗောရှားတယ်တော်ရှားတယ်ရွှေရမခင်ဗျရွှေကျောင်းမှာသွားတူးရင်ရွှေထွက်သေးတယ်တော်ရှားတယ်ကြောက်စင်းရမခင်ဗျကြောက်စင်းရှိမဲ့နေရာကိုသွားတူးရင်ကြောက်စင်းထွက်သေးတယ်ဗရံများကလည်းဗရံများရှိမဲ့နေရာမှာကိုသွားတူးရင်ဗရံများထွက်သေးတယ်ဒါပေမဲ့လက်ရှိအဲ့ဟိုလူကြီးဒီလူကြီးကပြည်သူလူထုရဲ့အကျိုးနဲ့ပတ်သက်ရင်တော်လေးဖြည့်ရှင်းနိုင်တာမရှိသလောက်ရှားတယ်အဲ့တော့ဟိုလူကြီးဒီလူကြီးတွေအနေနဲ့ရွေးကောက်ပွဲမှာတကယ်ကိုကျွန်တော်တို့အာဏာရခြင်းနဲ့အနိုင်ရခြင်းနဲ့ဆိုရင်တော့လူလူရင်ဘတ်ထဲကိုအရောက်သွားနိုင်မှုလို့တယ်ကျွန်တော်တို့လူလူနဲ့တွေ့ရင်ခင်ဗျခေါင်းရင်းကထိုင်ပြီးတော့ကျွန်တော်မဲပေးကြပါဆိုတဲ့ပုံစံနဲ့မဲဆွဲတော့မရနိုင်ဘူးမရနိုင်ဘူးခင်ဗျလူလူရှိမှခင်ဗျလူလူလိုချင်တာကိုလုပ်ပြနိုင်မှအဲ့ဒီလူမဲရမှာအရင်ကလောလာကျွန်တော်တို့ဒီမျိုးနယ်ကဒီမျိုးနယ်ကကျွန်တော်မျိုးနယ်ဥက္ကရာကြီးရောက်ကြွားလာပါခင်ဗျအောက်မှာရှင်းပြေးသေးတော့ဟိုးဆိုမတည့်ရတယ်ပြောင်းကျိုးပါအဲ့ဒီလောက်နဲ့မရတော့ဘူးခေါင်းရင်းမထိုင်မဲဆွဲလာတာနဲ့မရတော့ဘူးလူလူရင်ဘတ်ထဲမှာဘာတွေပူနေလဲသူတို့ဘာတွေလူချင်နေလဲသူတို့လိုချင်တာဘာလဲသူတို့ရင်ဘတ်ထဲကဟာကိုမြင်အောင်ကြည့်နိုင်မှာအဲ့ဒီလွတ်တော်ကိုယ်စားလှယ်ကကျွန်တော်တို့နိုင်မှာလွတ်တော်ကိုယ်စားလှယ်ကနိုင်မှာအဲ့လိုမှမဟုတ်ဘဲနဲ့ကိုရင်ဘတ်ထဲကအပူနဲ့ကိုသွားနေတော့အဲ့ဒီလူနိုင်မှာမဟုတ်ဘာကြောင့်လဲဆိုတော့လွတ်တော်ကိုယ်စားလှယ်လောင်းကဒီတော့ရောက်လာပြီဆိုတော့သူမဲလို့ချင်တယ်လေငါသူမဲလို့ချင်တာသူ့ရဲ့အပူတွေပဲလူလူကိုသူပြောတာလူလူလိုချင်တာသူကနားမထောင်အဲ့ကျွန်တော်လက်ရှိမှာခင်ဗျားကြည့်လိုက်ပါဒီလွတ်တော်ကိုယ်စားလှယ်မဲဆိုရင်ကြည့်လိုက်ပါလူလူတင်ပြတာဆိုဘယ်တော့မှနားမထောင်အဲ့ချိန်မဲဆွဲတဲ့ချင်းတော့နားထောင်ပါဗျာလွတ်တော်ကိုယ်စားဖြစ်သွားရင်နားမထောင်တချို့ဆိုဘယ်လိုဖြစ်လဲဆိုတော့တချို့လက်ရှိဒီနေပြီးတော့မှစစ်ဆောင်နေတယ်နေပြီးတော့မှလာပြီးတော့စုနေတဲ့ဟိုလူကြီးဒီလူကြီးရှိရောဗျာဟိုလူကြီးဒီလူကြီးဆိုတာကနိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီခေါင်းဆောင်တွေနိုင်ငံရေးပါတီရဲ့ကျွန်တော်တို့ဒီထိပ်ပိုင်းခေါင်းဆောင်တွေပြီးတော့ကျွန်တော်နိုင်ငံရေးပါတီရဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့သူတွေအဲ့ဒီလူတွေကလက်ရှိနေပြီးတော့မှရှိတဲ့အခါကျတော့သူတို့မဲဆွဲခဲ့တဲ့သူတို့ရွေးကောက်ခံခဲ့ရတဲ့ဒေသမှာရှိပြည်သူလူထုကလက်ရှိမှာကျွန်တော်တို့ဒါတိုက်ပွဲတွေကြောင့်နေပြီးတော့စစ်ဆောင်လာတဲ့အခါမှာအဲ့ဒီဒေသမှာဒီနေပြီးတော့ရောက်လာတဲ့သူတို့ရဲ့မဲဆန္ဒရှင်တွေကဖုန်းဆိုင်တော့မှာဖုန်းမကင်နဲ့ဟိုလူကြီးဒီလူကြီးတွေရှိရဗျနော်အဲ့ဒီလူတွေကိုလူထုကမှတ်ထားတယ်ဗျပြန်ပြီးဒဏ်ခတ်ခံရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီသတင်းပြန်ချုပ်ချင်ပါတယ်အဲ့တော့နာဆက်ကဥက္ကဋ္ဌကြီးကရွေးကောက်ပွဲကို2025ခုနှစ်အကုန်ဆိုဒီဇင်ဘာလမှာကျင်းပမယ်ဒါမှမဟုတ်ကျွန်တော်တို့2026ခုနှစ်ဇန်နဝါရီလထဲနောက်မကြဘဲနဲ့ရွေးကောက်ပွဲကျင်းပပေးမယ်အဲ့တော့ကျွန်တော်တို့လက်ရှိတွင်းအောင်နေကြတော့နိုင်ငံရေးပါတီခေါင်းဆောင်များလူလူရှိကိုထွက်ပါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကတော့ရွေးကောက်ပွဲကျင်းပမယ်လောက်ကိုကြေညာလိုက်ပြီထုတ်ပြန်လိုက်ပြီကျန်တာတော့ခင်ဗျားတို့ကိစ္စဖြစ်သွားပြီအဲ့တော့ဒီနေရာမှာတော့2025ရွေးကောက်ပွဲမှာတော့ခင်ဗျားတို့နိုင်ငံရေးပါတီအားလုံးစိတ်ကြီးမဝင်ကြပါနဲ့အားလုံးကတပြေးညီပဲရှိပါတယ်လက်ရှိမှာကျွန်တော်တို့အချိန်တွေရပါသေးတယ်လက်ရှိကျွန်တော်3လပိုင်း4လပိုင်း5လပိုင်း6လပိုင်း9လပိုင်း10လပိုင်း9လပိုင်း10လပိုင်း17လပိုင်းအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဗျာခင်ဗျာရွေးကောက်10လပတ်လဲရတော့ကျွန်တော်တို့မဲဆွယ်လို့ရတယ်ပုံသဏ္ဍာန်မျိုးစုံနဲ့မဲဆွယ်လို့ရတယ်အဲ့တော့အချိန်တွေရှိပါတယ်လုံနိုင်ရင်လုံနိုင်တဲ့လောက်ရပါလိမ့်မယ်တစ်ဖက်မှာတော့ကျွန်တော်တို့လုံခြုံရေးနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေရောရှိနိုင်တယ်တစ်ဖက်မှာတော့ကျွန်တော်တို့ရွေးကောက်ပွဲနိုင်မှုအခွင့်အလမ်းတွေရှိပါတယ်အဲ့တော့တကယ်ကိုယ်စားလှယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်လို့တဲ့သူကအာဏာရလို့တဲ့ပုံကိုယ်တွေကနံပါတ်1မိမိရဲ့စိန်ခေါ်မှုတွေလည်းမိမိတပါးတည်းဖြည့်ရှင်းပါစိန်ခေါ်မှုတွေနဲ့ညီတူကျွန်တော်တစ်ဖက်မှာလည်းအခွင့်အလမ်းတွေရှိပါတယ်စိန်ခေါ်မှုတွေကိုကြောက်ပြီးတော့ကျွန်တော်တို့စိန်ခေါ်မှုတွေကြောက်နေတော့အခွင့်အလမ်းတွေကရလာမှာမဟုတ်ဘူးအခွင့်အလမ်းလို့ချင်းတော့ကျွန်တော်စိန်ခေါ်မှုတွေပါတပါးတည်းယူဆောင်သွားပါဟိုညမှာတော့ PDF ကငါအချောင်းပြမှာကြောက်တာပဲဟိုကောင်နေငါကောက်မိုင်းခွဲမှာကြောက်တာပဲအဲ့ဒီလိုမျိုးတွေကျွန်တော်တို့ဒီစိန်ခေါ်မှုတွေကြောက်နေရင်တော့လူတို့ကမဲပေးမှာမဟုတ်ပါဘူးဒါတော့သိကြပါတယ်